ကဲအားလုံးပဲမင်္ဂလာပါ Purchase Gaming ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ spin wheel လေးလှည့်ပြီးတော့မှစောရမယ့် commander ရယ်စောရမယ့် flow ရယ်နဲ့အဲ့ဒီ flow မှာပါတယ်၅ချက်တန် hero တကောင်ကို 3 star တင်ပြီးတော့မှ share 1ရအောင် challenge လေးနဲ့စောပြသွားမှာဖြစ်ပါတယ် brand မှာလည်းလောင်နေကြဆိုတော့ဒီနေ့ challenge မှာတပွဲတဲ့နဲ့အောင်မလားဒါမှမဟုတ်ဘယ်နှပွဲလောက်စော့ပြီးတော့လောင်နေရမလဲဆိုတာလေးကိုတော့ video လေးအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျဒါဆို let's go Okay အဲ့ဆိုရင်တော့ spin wheel လေးစားလိုက်မယ်ဗျပထမဆုံးစောရမယ့် commander လေးကိုအရင်လဲမယ်ဗျဒီ video လေးလောက်ရလေရင်တမမနဲ့ပေါ့နော်မဟုတ်ကောက်က commander နဲ့မဟုတ်ကောက်က flow ကြီးကြောက်အောင်မဆိုလို့ကဲအဲ့ဆိုစားလိုက်မယ် Lucas တို့ဘောင်မကြိုက်ရင်တော့ရပြီပေါ့နော် Okay ဒီမှာဆိုရင်တော့စောရမယ့်commander လေးက Paquito လေး Okay Paquito လေးဆိုတော့ဒီ5ချက်တန် 3 star ဖြစ်ဖို့တော့ဖြစ်နိုင်တယ်ပေါ့နော်လွယ်ရဲ့အဲ့ဆိုရင်နောက်တစ်ခုကတော့ဒီစောရမယ့် flow လေးပါဗျ flow လေးကိုထပ်လိုက်မယ်Okay, Larry. Okay. Experience ဆိုတော့လွယ်တယ်ဗျ။အဲ့ဆိုရင်တော့ဒီပထမဆုံး challenge video လေးကတော့လွယ်သွားပြီပေါ့နော်။အဲ့ဆိုရင်တော့ဒီ gameplay လေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါဦးဗျ။ Let's go. ဒီမှာပထမဆုံးပွဲလေးနဲ့ရင် challenge နဲ့နိုင်သွားမလားပေါ့နော်။ကဲစပါပြီ။ ဘာပြောနေမဆိုတော့ commander ကလေးကတော့မစိုးဘူးဗျမော်စကိုလေးကိုယူမယ်Conivera တွေပါတယ်ပါမလားလို့ပေါ့နော် Okay ဘာရမလဲဆိုတော့clown နဲ့ Azia ရဲ့ပါတဲ့ Okay match မမဲ့တယ်ဆိုတော့နော် round 1တော့ရှုံးတယ်ဒီအားလီမှာတော့ Aspirant နှစ်ကောင်လောက်ထည့်ပြီးတော့ဆော့ရတယ်ဗျအဓိကတော့ဒီ point လေး600 900လောက်ပဲရဖို့လိုတာပေါ့နော်အဲ့မှာမှဘုံလေးဖောက်လိုက်လို့ရှိရင်ဗဆာနာ3ကောင်လောက်တန်းရရင်တော့အဆင်ပြေလောက်တယ်ပါကွီတိုလေးနဲ့ဆိုရင်တော့တိတ်ပြီးရှာကြရမလို့ဗျဒီကဒီဗီဒီယိုလေးကတော့ဒီ season ကုန်တော့မှာဆိုတော့လေgameplay လေးထက်ဘလို့လောင်တဲ့ဗီဒီယိုလေးလုပ်ဖို့စဉ်းစားမိရတယ်ပထမဆုံး fake out ကတော့ထွေထူးမပါဘူးအဖြစ်နိုင်တော့ Conivera လေးစောစီရကြတာပေါ့နော် Okay အခု Leslie လေးကိုလက်အိတ်လေးတုံးမယ်ဘာရမလဲဆိုတော့ဟာခြေပြန်ကြီး blessing ထားတာတဲ့လောက်ဆိုရပြီပေါ့နော်နောက်ပွဲသွားလိုက်ကြမှာဒီမှာတော့ဂိုကတ်လေးကတော့မစိုးဘူးဗျပထမဆုံးပွဲမှာတော့ line score လေးပါတယ်ဗျဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်အဲ့မှာတွေးရတော့ဟိုမှာ experience မပြည့်သေးဘူးတော်မဲ့နေပြီဒီပွဲတော့နေစိတ်မထိန်နိုင်ဖြစ်တာနဲ့ပဲကိုကတိတ်မဆုံးမိဘူးပေါ့နော် short လေးနေရလဲ economy တိတ်ပြီးတော့မဟန်တော့ဘူးတွေးလဲတိတ်မကြံတော့ဘူး Okay မှာဒုတိယ favor လေးမှာတော့ capacity လေးရတယ်ဆိုနေပေမဲ့ capacity လေးရတယ်ပေါ့နော် aspirant crystal တွေပါရင်တော့ပိုကောင်းတာပေါ့စင်မပြေဘူးတကယ်လည်းတော့အောက်သွားပြီတွေးရလဲ39တဲ့တွေး39ရောက်မှပဲ aspirant 6ကောင်ပြည့်တယ်ဆိုတော့ဒီဘက်ကမလွယ်တော့အာတီရိုကြီးကြောက်ရေးဘယ်နှပွဲတော့ဆော့ရမလို့မသိဘူး challenge ကလွယ်တယ်ဆိုပြီးတော့ဒီမှာတော့ကတ်လေးမှာတော့ရှိကတ်လေးပါတယ်ပေါ့နော်ရှိကတ်လေးပါတယ်ဆိုရင်လည်းဆိုးကွာဒီဘက်ကတ်တွေကောင်းပြီးတော့ကွာဟီယိုမရဘူးဖြစ်နေတာဟီယိုမဖြတ်ဘူးဆို point 950နဲ့ပဲဘုံဖောက်လိုက်မယ် point 950နဲ့ဘုံဖောက်တော့ဘာရမလဲဆိုတော့ဖဆာနာလေးတစ်ကောင်ရပြီ Okay ဖဆာနာ3ကောင်ဆိုတော့ဒီဘက်အားလုံး okay တယ်တွေးမကြံတော့တာတစ်ခုပဲshort ထဲမှာဗဆာနာမရှိတော့ဘူးခေါင်းကြီးတို့ရေစင်မပြေဘူးကဗဆာနာ3 star ဖြစ်ဖို့ကနောက်တစ်ကောင်ပဲလိုတော့တာပါကွီတော့လိုက်လေတုံးလိုက်ရင်တော့3 star ဖြစ်ပြီလေshort ထဲမှာမရှိဘူးတဲ့တေးရောပေါ့ကွာ
ဘယ်ပွဲလောက်ဆော့ရမလဲဘယ်နှပွဲလောက်ဆော့ရမလဲ ဒီနေ့ကံမကောင်းဘူး โอเคအဲ့ဆိုလည်းနောက်ပွဲကိုအားတည်ရလား let's goโอเคဒါကတော့ဒုတိယမြောက် game လေးပေါ့နော်ဒုတိယမြောက်ပွဲလေးပေါ့ဒီမှာလည်းကတ်တိတ်ပြီးထွေထူးမပေါ့ဘူးပတ်ကူတလေးလေးပဲယူလိုက်တယ်ဗျအဲ့မှာဆိုရင်တော့ဒီပထမဆုံး face ပေါက်မှာလည်းထွေထူးမပေါ့ဘူးဒီဘက်ဖြစ်ချင်တော့တွေ့ရလေထိတ်ဆုံးရောက်ဝင်နီဗရီဘာတွေပါရင်တော့မရဘူးโอเคဘာရမလဲဖန်နီလေးပဲယူမယ်ဖန်နီလေးကိုယူပြီးတော့လက်အိတ်တုံးမယ်ဗျโอเคကတ်မှာဆိုလဲ premium client 1လေးရတယ်The fake out နောက်ထပ် fake out တစ်ခုမှာက Okay စံပြုံးတော့ဒီ challenge လည်းလွယ်မလို့နဲ့လာခတ်နေပူညာလိုပဲနေမှာပါရှုံးနေဇက်တိုက်ရှုံးနေဟာရှုံးနေ Let's go နောက်ပွဲဟိုကျမ်းမှာတိုက်သွားတယ် Okay game 3လေးမှာကဘာရမလဲ Okay funny ဟိုလေကျွန်တော် Vlaya ကတ်လေးယူလိုက်တာ Renan ကတ်လေးက funny skill ကရတယ်ဘယ်လဲစတိုက်ရှုံးနေဒီဘယ်လဲဘာမှမဖြစ်ဘူး game 3လည်းအဆင်ပြေအားဒီလိုစုရမြ star ရကုန်ပြီပေါ့နော် Oh shit. Here we go again. အခုလို့ကျွန်တော်တကယ်ဒါမျိုးတွေရောက်ရကျွန်တော်မှအိမ်ရတဲ့ဒီစုပ်ပြတ်တဲ့နေရာပါဒီကဲကျွန်တော်မဖြတ်နိုင်ဘူး game 4တော့ data ဆော့ပြီအဆုံးသားလို့ entertain နေရလေးတော့တော်ပြီပေါ့နော်ဒီပွဲမှာဦးလက်ရှိအစိုးရရတာလေဆိုတော့ပွဲထင်းလို့တော့ကောင်းပါပြီဒီကတော့ point 6ဝန်းကျင်လောက်ပဲလို့ရဖြောင်းရေး Karina ကကြီးပေးရဒီပွဲကတော့အခုပွဲပဲ AC ပဲအတီတော့ AC ပဲပွဲလေးတော့ AC ထိန်းလို့ရပါပြီဗောနော်ဒီမှာဦးလက်ရှိလည်းအစိုးရရတာလေဆိုတော့ဦးလက်လေးကို Karina Island လေးပေးဆော့ရလိုက်မယ်အဲ့ဆိုရင်တော့အားလေးကင်းရတော့အတားရလေးပဲကတ်တီထဲမှာကွန်မနာကတ်တီထဲမှာလေအေး Karina ကတ်လေးရယူရတော့တန်တယ် Karina ကတ်တို့အေး Kakura ကတ်တို့ဟောင်းရတော့တန်တယ်ပေါ့နော်ပွဲဟိုက်ပါကိုဟောထောင်ထားဆိုလို့ရတယ်ဟာမင်းကဆရာကြီးပဲကွာပထမဆုံး face ပေါက်မှာလည်းထွေထူးမရှိဘူးဆိုတော့ item ပဲယူရမှာပေါ့ item ကလေကိုကနောက်ဆုံးမှယူရမှာဆိုတော့okay တိုင်းတယ်လေးပဲယူလိုက်တယ်ပါကွီတို့ရဲ့3ချက်တန်လက်လေးတော့ရပြီဒါပေမဲ့3ဘိုးကကျတော့ Fanny နဲ့ Leslie ကမလာသေးဘူးပေါ့နော် Fanny နဲ့ Leslie လာမှ3ရမှာ blessing ထားဖို့စောင့်ရမယ်ဖြောင်းရေးကက်ကလည်းလာကောင်းနေတယ်ဒီပွဲကိုပွဲပဲโอเค၄ချက်နဲ့3កောင်ပဲကန်ဆန်းလိုက်မယ်เนาะ Conivera တန်းကြမလားโอเค Conivera လေးတန်းကြတယ်တဲ့အာတီတို့ရေ sorry ပဲစိတ်မကောင်းfunny လေးလည်းလာတယ် funny လေးလည်းလာပြီဆိုလိုက်3မယ်ဘာရမလဲဟာဆောက် level စိန်ထားတာ Conivera ရပြီရောကိစ္စမရှိဘူးကောင်းပြီးတော့ AC ပဲ AC လေးပဲโอเคဒါပေမဲ့ Leslie လေးရတယ် Leslie လေးကို2 star တင်လိုက်တဲ့အချိန်မှာ lesson လေးမှန်သွားတယ်ဗောနော်အဲ့ဆိုရင်တော့အစောကြီးပဲဒီဘက်အစောကြီးပဲ experience ပြည့်ရကြီးလိုက်အောင်အစောကြီးပဲအတီတို့စောစီ experience ပြည့်ရနော်အဲ့ဆိုရင်တော့ point ရတော့ AC အတားရလေးစုလို့ရပြီဒီပွဲကတော့ main page သွားပြီးတော့ Conivera လေးလည်းရရတယ်ဆိုတော့ Karina item လေးနဲ့ဟိုမှာ
ဟိုလက်တီးလေးနဲ့တွဲပြီးတော့အားလေးမှာထိန်းထားမယ်မကင်းတော့ရောက်လာရင်တော့တိုင်မားတွေကတော့ထုခံရမှာပဲထုခံရမှာပဲโอเคဒီမှာဒုတိယ face box လေးမှာကကျတော့โอเคတိုင်လေးပါလာတယ်ကြောင်ရေး game 1 2 3မှာလောင်သားသမျှအခုမှကန်လာကောင်းနေတယ်ထင်တယ်တိုင်လေးပဲယူမယ်ဒီနေရာမှာဟိုလေးချက်တန်လေးလဲလေးချက်တန်လက်အိတ်လေးလဲရပြီဆိုတော့Quinivera လေးကိုပဲတုံးပြီးတော့တွေးဆက်ထင်းရမယ်တန်တိုင်ခေါင်းကြီးတို့ကြီးKarina ကလေးကယူရတန်နေဗျကတ်တူထဲမှာဘာလို့လဲဆိုတော့ဒီ item တစ်ခုလုံးရတာဆိုတော့လေကွန်မန်ဒါနှကောင်ဆွဲရလို့ဖြစ်သွားတော့ဒီလောင်းကတ်တို့ဘာလို့ထက်တောင်မှကျွန်တော်ပိုကြိုက်တယ် Karina ကတ်ကိုအဲဒီမှာအပြကတ်လေးမှာဆိုရင်တော့spin ကတ်လေးပါတယ်ဆိုတော့မှဒီပွဲကတော့ဒီပွဲမှာ Vassana 3 star မဖြစ်ရင်တော့ game ဖြတ်ပြစ်မယ်ကွာပွဲ900ကျော်မှာလဲ250ကျော်ဆိုတော့ AC ပဲ AC ပဲခေါင်းကြီးတို့ဒီပွဲက AC ပဲကဲ point လေးလည်း600ကျော်သွားပြီဆိုတော့ဖောက်မယ်ပေါ့နော်ဘုံဖောက်မယ်ပါရမယ်ကဲခေါင်းကြီးတို့ရေဖောက်ပြီအစိတ်မကောင်းဘူးဗျာ Vassana 2 star တန်းပေးတယ်အဲ့ဆိုတော့လွယ်သွားပြီရောင်ကြီး Hackerman. လွယ် He's the သွားပြီ most powerful hacker of all time. ဟာခေါင်းကြီးတွေလုံးချောင်းကရှော့ထဲမှာ3កောင်ပဲကျန်တော့တယ်ဟာငါလိုတော့4កောင်လေးဒုက္ခပဲစင်ပြောင်းမီးကြမှာတက်အောင်မလားလို့ ဘာစောက်မုန်းနေကြလဲ ဂိမ်းဖျက်ရတော့မလားကွာနှကောင်ပဲကျန်တော့တယ်နှကောင်ပဲကျန်တော့တယ်ရှော့ထဲမှာနှကောင်ပဲကျန်တော့တယ်ခေါင်းရိုးရေ Vassana 2 star နှကောင်တော့ရပြီခေါင်းမဲလို့တော့เนาะလက်အိတ်လေးလည်းရပြီဆိုတော့ဒါပေမဲ့ခက်တာတွေးရလဲတိတ်မရှိတော့ဘူးဂိုးလည်းတိတ်မရှိတော့ဘူးအဆင်မပြေဘူးအောင်ရေဖြစ်တော့ဖြစ်နိုင်မှာတော့မသိပွဲဂိုးက0ချက်ပါတဲ့ကဲအဲ့ဆိုရင်တော့အခုလိုနေတဲ့တကောင်ပေါ်လာပြီပေါ့နော် Vassana 3 star experience 6ကိုမှာ Paquito challenge လေးအောင်ပြီနောက်ဆုံးတော့ဒီ Firo လေးကိုတော့အဆုံးသတ်နိုင်ပြီပေါ့နော်ကြောင်ရေးဒါတော့လွယ်တဲ့ challenge လေးရတာလို့နော်မဟုတ်က challenge လေးရရင်တော့နောက်ပိုင်းမှာဒီဟိုကျွန်တော်ရဲ့ဒီ PCS channel ကနေပြီး video တွေမတင်တာတွေအဲ့လိုကြာသွားတာတွေဆိုရင်တော့ဟို challenge ဆော့ရမအောင်လို့ game ဖြတ်သွားပြီလို့မှတ်လိုက်တော့ခေါင်းကြီးတို့အခုဆိုရင် Vassana 3 star လေးလည်းရသွားပြီဆိုတော့ share 1တော့တေချာသွားပြီပေါ့နော်video လေးကိုတော့အဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြအောင်ဗျvideo လေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြရခေါင်းကြီးတို့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်တယ်
အခုချိန်မှာစူးစမ်းနေတော့မို့လို့လိုအပ်တာလေးတွေရှိရင်လည်းလိုအပ်တာလေးတွေကိုထောက်ပြကြအောင်ဗျနောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့တွေ့ကြရပါတော့ See you guys I love you all you love I love you you love I love you all you love I all